CEO နဲ့လက်ထပ်ပြီးမှဝန်ထမ်းတွေတည်သွားမှာကြောက်လို့ဒီအကြီးကအတုပါလို့လိန်ပြောခဲ့ရတဲ့အတွင်းရေးမှုမလေးသူတို့ရဲ့အာယုံခံစားမှုတွေကိုပြန်လဲဖို့ CEO စီစဉ်လိုက်တဲ့စိတ်လှုပ်ရှားစရာအစီအစဉ်ကဘာဖြစ်မလဲ CEO နဲ့လက်ထပ်ပြီးပထမဆုံးအလုပ်တက်တဲ့နေ့မှာတင်ပြဿနာကစပါတော့တယ် CEO ကကားတကားဖွင့်ပေးတာကိုအတွင်းရေးမှုမလေးကဝန်ထမ်းတွေမြင်သွားမှဆိုလို့အတင်းပိတ်ခိုင်းလိုက်ပါတယ်သူမကတော့သူတို့ရဲ့အာယုံခံစားမှုတွေပြန်ပန်သွားလို့ကွာရှင်းတဲ့အခါကုမ္ပဏီမှာအဆက်မကွဲခြင်းလို့အခုကတည်းကလှုပ်ဝက်ထားဖို့တောင်းဆိုလိုက်တာပါဒီစကားကြောင့် CEO တယောက်မျက်နှာပြတ်သွားပေမဲ့သူမရဲ့ဆန္ဒကိုလိုက်ရောခဲ့ရပါတယ်အာယုံခံစားမှုတွေပြန်လဲဖို့အကောင်းဆုံးနည်းလမ်းကထပ်ပြီးအတူအိတ်ဖို့ပဲလို့ CEO ကထင်နေပါတယ်ဒါကြောင့်မင်္ဂလာဦးညမှာသူမကိုစနောက်ပြီးအခန်းထဲခေါ်ခဲ့ပေမဲ့အတွင်းရေးမှုမလေးကစိတ်ဆိုးပြီး CEO ကိုကတင်ပေါ်တွန်းလဲလိုက်ပါတယ်ဒါပေမဲ့ CEO ရဲ့ခါဘက်ကိုတော့သူမမဖြုတ်နိုင်ခဲ့လို့ရင်ခုန်စရာခိုက်တက်လေးကနေအလွဲကြီးဖြစ်ပြီးပြီးဆုံးသွားခဲ့ရပါတယ်နောက်တစ်နေ့မှာ CEO ကသူမအတွက်ဈေးကြီးတဲ့အစားအသောက်နဲ့အဝတ်စားတွေစီစဉ်ပေးပါတယ်။သူမကအလှဆုံးဝတ်စုံကိုမဝတ်ဘဲရိုးရိုးရှင်းရှင်းပဲဝတ်သွားပေမဲ့လုပ်ဖို့ကိုင်ဘက်တွေကဒါဟာတိတ်ရချီတန်တဲ့ brand ချက်ချင်းတည်သွားကြပါတယ်။ online ကဝယ်ထားတဲ့အတူပါလို့လိန်ပြောလိုက်ရပေမဲ့စစ်ဆက်ထားသူဟောင်းကရောက်လာပြီးအစီခံသမီးကအစီခံလိုပဲနေစမ်းပါဆိုပြီးလူပုံအလဲမှာနှိမ်ချလိုက်ပါတယ်။နေ့လယ်စာစားချိန်မှာ CEO နဲ့သူမတို့တိတ်တဆိတ်ထမင်းစားနေတာကိုစစ်ဆက်ထားသူကမြင်သွားပြန်ပါတယ်။ဒါကိုလည်း CEO လက်နာနေလို့ပူကျွေးတာပါလို့လိမ္မာပါနဲ့စွာနဲ့လိန်ညာခဲ့ရပါတယ်။ဒီဒုက္ခကနေလွတ်ဖို့ CEO ကစစ်ဆက်ထားသူကိုနိုင်ငံခြားအလုပ်ကိစ္စနဲ့လွှတ်လိုက်ပြီးသူ့လက်ထောက်ကိုဒီညအခန်းထဲမှာစိတ်လှုပ်ရှားစရာ exciting တစ်ခုခုပြင်ထားပါလို့အမိန့်ပေးလိုက်ပါတယ်။ CEO ကတော့လျှက်စစ်လျှော့ရိုက်ပြီးအာယုံခံစားမှုပြန်လဲဖို့ရည်ရွယ်တာပါဒါပေမဲ့နားလည်မှုလွဲသွားတဲ့လက်ထောက်ကအခန်းထဲမှာဘာတွေပြင်ဆင်ထားမလဲညဘက်အခန်းထဲကိုသူတို့နှစ်ယောက်ဝင်သွားတဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းက